But then the town jo yeni thabi pasibwaye de thalok the le pwatsi me Mavis Hotel Di hotel ma ga sibwaye longyan shin todo mya la te ja ba de aku do sa lai ba aw me Sa jin sia Mavis ma room type အမျိုးစုံရှိတယ်နော်ဘတ်2500ကနေစတာပါ breakfast included ဒါကြတော့ suite အခန်းဖြစ်ပါတယ် Mavis ရဲ့အကြီးဆုံးခန်းစိတ်ကြိုက်တဲ့နေရာပြမယ် See the closet ရေချိုးခန်းကလည်းအကျယ်ကြီးပဲအေးယာနူညေနူအီအာမြိုက်တော့သွားဟုတ်ပါတယ်သွားစိတ်ကမ်းမှာဖွင့်ထားတယ်နာမည်ကတော့ Eye Care Dental Clinic ကလေးအတွက် corner ဒီမှာဆိုရင်သွားနဲ့ပတ်သက်တဲ့ program အမျိုးစုံရှိပါတယ်အားလိုက်ခကမလာရဲ့ထနနဲ့ခမမြောင်းဒါစီရီသွားမဟုတ်ဘူးနော်ဒါသွားကို scan လုပ်ထားတာပါနောက်ပြီးတော့ဒီမှာဒီလိုကြည့်လို့ရတယ်ဘယ်နာကဘာဖြစ်နေရလဲကိုသွားဘာလိုအပ်တာလဲပေါ့နော်ยังไงต่อนะคะเอาเลยค่ะဒါကြောင့် scan လုပ်ထားပြီးတော့ကြည့်တာပေါ့နော်ဒီမှာဒီလိုမျိုးလုံးဝဟုတ်လား 3D ပုံစံအဲ့လောက်ထိကိုဒီမှာလုပ်ပေးပါတယ်ဒါကြောင့် X-ray အခန်းဖြစ်ပါတယ် X-ray အခန်းဖြစ်ပေမဲ့ X-ray လည်းရတယ် CT scan လည်းရတယ်ပြီးသွားတော့ဒီမှာလုပ်ပြီးသွားတဲ့အခါမှာဆရာဝန်ကပြလိုက်မယ်သူကြည့်ပေးလိုက်မယ်ကိုယ့်ရဲ့သွားအနေထားပုံစံဘယ်လိုလဲတချို့တွေဆိုရှင်ကိုမမြင်ရတဲ့နေရာမှာသွားစိုက်နေရတာဘယ်လိုခေါ်လဲအဲ့လိုမျိုးရှိတယ်ကွာအဲ့တော့ဖာထုတ်ရမယ်ဖာထုတ်ရမယ့်အခါမှာဆိုရင်လဲဆရာဝန်ကကြည့်ပေးမယ်ဘယ်နာကဖာထုတ်လို့ရမှာလဲအာယုံကြောထိအောင်မှာလားအဲ့လိုမျိုးလေးတွေပေါ့နော်လုံးဝတေးသေးချာချာကိုကြည့်ပေးတာပါစေကန်းဖြစ်ပေမဲ့ဆေးရုံလောက်လို့ပေးတယ် Last one move event center ဒီမှာက event အမျိုးစုံလုပ်လို့ရတယ် wedding seminar religion နဲ့ဆိုင်တဲ့ပွဲတွေလည်းလုပ်လို့ရတယ်နော်ဒီနေ့လည်းပွဲရှိတယ်วันนี้มีงานอะไรนะคะเป็นงานเลี้ยงบริษัทครับ งานเลี้ยงบริษัทမြန်မာလိုကဘာလဲမသိဘူးစကီဘီစဘရဆဘရဆစီဒီအခန်းဆိုရင်လည်း seminar လုပ်လို့ရတယ် move မှာဆိုရင်အခန်းစုစုပေါင်း9ခန်းရှိပါတယ်အဲ့တော့ event လုပ်ချင်တဲ့စိတ်ဝင်စားတယ်ဆိုရင်ဆက်သွယ်လာပါထိုင်းနိုင်ငံမှာလုပ်နေတဲ့စီးပွားရေးတွေကိုစီရီအကုန်ပြပြီးသွားပါပြီအကယ်၍စီရီက acting လုပ်နေတဲ့ထင်တယ်ဆိုရှင် comment ထဲမှာ number 1 ရေးထားပေးပါအကယ်၍မဟုတ်ဘူးသူတကယ်လုပ်နေတယ်သူ partner တွေနဲ့တကယ်လုပ်နေတယ်လို့ထင်တယ်ဆိုရင် comment ထဲမှာ number 2 ရေးထားပေးပါခုတော့သွားလိုက်အောင်မယ် bye